အခုဒီကိုရှိန်ဆိုတာဘုံလကားကိစ္စကိုပရိပဒါနဲ့လီလီလာပြောနေလို့လားကျွန်မတက်တည်တင်တာပါကျွန်မစီမှာနောက်ထပ်တက်တည်တစ်ခုကျွန်မတင်ရှင်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဆရာဇော်ဝေဆိုရဲ့တက်တည်ကိုကျွန်မတင်ရှင်တာပါဘာလို့ဆိုဆရာဇော်ဝေဆိုကအရင်ပြောတဲ့စကားနဲ့အခုပြောတဲ့စကားအရန်ကွာသွားတာပါအရင်အရင်တို့လာစီယုံတော့စကလုံးနဲ့အခုပြောတဲ့စကလုံးအရန်ဟသွားတယ်အစအရင်ဘုံလကားလိုမျိုးပဲဒီကိုရှိန်ကိုရှင်းတော့လို့ပဲအရင်အရှိန်မရှိတော့လို့အဲ့လို screenshot ကလေးနဲ့ပဲတွားရှင်းမယ်လို့စိတ်ကူးတော့ဗောနော်မင်္ဂလာပါခင်ဗျာဗိုလ်ကြီး channel မှာကြိုဆိုပါရစေလက်တွေ့ဖြစ်ပျက်တဲ့အခြေအနေသုံးသက်ချက်နဲ့မြန်မာပြည်သူတိုင်းတိထိုက်တည်တဲ့သတင်းမှန်တွေကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘာလို့သူကပြောရင်ကိုလိုက်ရတို့ကိုတသားတို့ကသူထဲလာမှာဆိုတော့ကျွန်မမပြောရှင်တော့ဘူးမပြောရှင်တော့ကျွန်မ screenshot ကလေးပဲရိုက်ပြီးကျွန်မတင်လိုက်တယ်။အဲ့ဆိုကျွန်မလည်းဒီကျွန်မနောက်ကနေမမရက်ပြီးတဲ့ဒီလူတွေကိုကျွန်မခဏတို့တို့နာမည်ယူအော်ကြီးမပြောရှင်တော့ဘူးမပြောရှင်တော့တက်တေလည်းခဏဟိုလူထုတ်မယ်ဒီလူထုတ်မယ်ဟိုတက်တေဒီတက်တေဆိုထုတ်အောင်သူကဘယ်လောက်စောက်ဆင်းရှိလို့လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှကျွန်မဆုံးဖြတ်တယ်။ဆိုတော့အခုကကြတော့ဘာဖြစ်လို့လဲဆိုအရင်ဟလာတယ်နည်းနည်းလေးဟလာမဟုတ်တော်တော်ကြီးဟတယ်အဲ့ကြတော့အရင်အခုသူပြောနေတဲ့စကားတစ်လုံးကိုကျွန်မscreenshot ရိုက်လိုက်မယ်အရင်ဆရာဇော်ဝေဆိုပြောထားခဲ့တဲ့စကားလုံးကျွန်မ screenshot ရိုက်လိုက်မယ်နှစ်ခုကိုတွဲတင်မိမယ်ဆရာပဲအရင်တော့ဒီလိုပြောတယ်အခုကျတော့ဒီလိုလားဆရာကဘာလို့စကားကိုမျိုးပြောတာလဲနော်ဟုတ်လားနောက်ပြီးတော့မှအရင်တော့ဒီလိုပြောတယ်အရင်တော့ကျမတို့ဘတ်ဂျက်ရှင်းလေးရေးမှာဘလို့အချိန်ကြရင်ဘလို့ရှင်းပါမယ်လို့ပြောတယ်အခုချိန်မှာဘတ်ဂျက်ရှင်းလေးရေးကိုတော့မှတေချာမရှင်းတော့ဘူးဆိုတော့ဒါလေးတွေအကုန်လုံးလွဲလာတဲ့အလွယ်လေးတွေကိုကျမတို့ကဒါအရင်တော့ဒီလိုပြောထားခဲ့တာလေအခုကျတော့ဒီလိုလားနော်စကားအမျိုးလူကြီးဝင်ကြီးတယောက်ကအဲ့လိုစကားအမျိုးတက်နေကျမတို့ကဘလို့ယုံကြည်ရမလဲနော်နောက်တစ်ခုကကျတော့ကျမဘသူ့ကိုထပ်ပြီးပြောမလဲဆိုတော့ဥယျာဉ်မွန်နော်ဥယျာဉ်မွန်ကကျမကိုမီတင်တစ်ခုမှဥယျာဉ်မွန်ကပြောလိုက်တယ်ဒေါ်အရင်းကိုရောင်လို့ရလို့စကားတစ်လုံးတော့မပြောဖူးပါဘူးဆိုပြီးတော့မှဒါလူကြီးတယောက်ဖြစ်ပြီးတော့မှဒီစကားပြောတဲ့အတန်ကြားလိုက်တဲ့အတွက်ကြောင့်မို့ဥယျာဉ်မွန်အရင်းကိုပြောထားတဲ့စကားလုံး screenshot တွေအကုန်လုံးနော်အဲ့ဒါနဲ့အခုဥယျာဉ်မွန်ရဲ့အဲ့မပြောထားတဲ့စကားလုံးအဲ့လိုမျိုးတွဲရဲ့တင်ပေးမယ်ဘာလို့ဆို live ကနေပြောဖို့တော့အချိန်မလောက်တော့နောက်တစ်ခုကျတော့ဒီနောက်ဆုံးမြက်ကင်ကိစ္စမြက်ကင်ရဲ့ project ကိုပတ်စံရှုံသွားပါပြီဆိုဝင်ကြီးကိုတိန်ကIrene ကိုလာပြီးတော့မှ inform အရင်ပေးတဲ့information ပေါ့နော်ဒီငက်ကင်ကိစ္စမှာဇယံကိစ္စကိုမဖြစ်နိုင်ဘူးတားနေရတဲ့နဲ့ပေးချလိုက်တာဖြစ်တဲ့အတွက်ဇယံရှုံသွားတဲ့ငက်ကင်ကတတ်မှတ်ထားတဲ့ရှုံသွားတဲ့အပြင်ကိုငက်ကင်တတ်မှတ်ထားတဲ့ဆိုပြီးလိန်လေပြောတာကြီးကရှက်ဖို့ကောင်းပါတယ်ကွာဆိုတဲ့ဒါဝင်ကြီးတွေပြောတဲ့အတန်ကိုပဲကျွန်မပြန်ပြီးပြောပေးတာဝင်ကြီးတွေရဲ့ screenshot ဝင်ကြီးတွေနင်တို့ပြောတော့ငက်ကိသူဘာဖြစ်လို့ကျွန်မဒီလိုပြောရတာလဲဆိုသူတို့ကဘာဖြစ်လို့နင်တစ်ချိန်ကိုကနဲ့ကိုအလွတ်နေပြီအေးရအေးချောင်းနေပါပြီနော်ကျွန်မနေပါပြီနော်လို့ပြောနေရဲ့ဒါနဲ့ဟဲ့သူတို့မှတခါအညာမျိုးဘုံကျဲလိုက်တယ်ဟက်ကောက်မှနိလင်နဂါဒလန်လှုပ်လို့ဘုံကျဲခံရတယ်အပြင်မှာတွေ့ရင်လည်းနိလင်နဂါကလှုပ်လို့ဘုံကျဲခံရတယ်နဂါမရတော့အဲ့လောက်အပြောဆိုခံမှာမဟုတ်ငါနေ့တိုင်းအပြောခံနေရတယ်ဟမ်နိလင်နဂါလှုပ်လိုက်လို့ဒီမှာဘုံလာကျဲတယ်နိလင်နဂါလှုပ်လိုက်အဲ့လိုမျိုးတစ်ချိန်လုံးလှုပ်တဲ့ဆိုလို့ရှိရင်ဘုံကျဲရင်ငက်ကင်နဲ့ပြန်ထုလေအရင်တော့ကနေမျိုးနင်တို့ငက်ကင်ဒီမှာနင်တို့ဝင်ကြီးကိုတည်းကငက်ကင်တတ်မှတ်ထားတဲ့နေရာရောက်ပြီးနင်တို့ page ကနေတင်တယ်ဒီမှာငက်ကင်ကဒီမှာဒီဘက်ဝင်ကြီးကကျတော့ငက်ကင်ရှုံသွားပါပြီဆိုပြီးငါ့ကိုတည်လာပို့တကြနင်တို့ဒီဘက်ဝင်ကြီးကျတော့ငက်ကင်တတ်မှတ်ထားတဲ့နေရာရောက်ပါပြီဆိုဒီမှာ screenshot ကြီးနော်ဒီမှာကျတော့နင်တို့ငက်ကင်ကရှုံသွားပါပြီဆိုနင်တို့ဝင်ကြီးပဲအတိအကျကြီးငါ့ကိုလာပြောတယ်အေး screenshot နှစ်ခုလုံးရှင်းပြီးငါတင်ပေးမယ်နင်တို့အရှင်းရှင်းအရင်ညိနင်တို့ကမီးအောင်လိုက်လာညိတာလည်းခံချင်တယ်နင်တို့အရှင်တော့တောင်တလုံးမြောက်တလုံးပြောနေတာနင်တို့အရှင်အရင်ညိနင်တို့အယူကြီးတွေကဝင်ကြီးအရှင်အရင်ညိနင်တို့အယူကြီးရှင်နေရတာမှာတယောက်ကဒီစကားပြောတယ်နှစ်ယောက်ကဒီစကားပြောတယ်ညီတို့ငါ passport တော့တခါလဲဆရာလင်းတန်းကတမျိုးပြောတယ်ဆရာဆိုဝေဆိုကတမျိုးပြောတယ်ဆရာတွေကအများကြီးအကောင်လုံးဆရာပြောလိုက်တဲ့၄ယောက်လုံးကလည်း၄ပေါက်တလွဲပြီးတော့မှစင်ကာပူအစိုးရမေတော့စင်ကာပူအစိုးရမဟုတ်ဘူးနီအဲ့တိန်တွားရင်စင်ကာပူအကောင်လုံးကစင်ကာပူက electronic နဲ့အကုန်စစ်တာအတူဆိုရင်ဒါမေကျော်စုံညွတ်ကန်ကောင်လို့လွတ်သွားတာမေကျော်စုံညွတ်ကိုလေစိတ်မှာဖမ်းတာနင်တို့လုတ်ပေးလိုက်တဲ့အတူကလေUGရဲ့ passport စာကိုအတူကကန်ကောင်လို့မေကျော်စုံညွတ်ကိုစင်ကာပူကတနာတော့အဖြစ် US မှာတွားနေဆိုတော့ immigration ကနေပြန်ကန်လို့တာအဲ့ဒါကိုစောက်ချက်မရှိစင်ကာပူကအရာအားလုံးစင်ကာပူနိုင်ငံကအကျဉ်းလေးရန်ကုန်မြို့တမျိုးစာပဲရှိရဲ့ငါတို့ရဲ့ control ကိုဘာနဲ့ control လုပ်ထားလဲဆိုငါတို့ရဲ့ IC ခေါ်တယ်နော်စင်ကာပူရဲ့ permanent resident ဆို IC ကအဲ့ဒီကက်ကလေးနေရာတိုင်းဆောင်သွားရတယ်အဲ့ဒီကက်ကလေးကိုထိုးလိုက်တာနဲ့နေဘန်မှာအကျွေးဘယ်နှလုံးရှိတယ်လဲအိမ်ဘယ်နှလုံးရှိတယ်လဲကုံဘယ်နှခုရှိတယ်လဲစင်ကာပူမှာနေဘာလောက်သွားတယ်လဲဆေးဘယ်နှခါကုသွားလဲဆေးဘလို့ထိုးသွားလဲ medicine ဘလောက်အကုန်နင့်ကိုအကုန်လိမ့်လို့ရတယ်အဲ့နေရဲ့ ID လေး PR ကက်ကလေးတစ်ခုတည်းနဲ့နေရဲ့ရာဇဝင်အကုန်လုံးကိုလန့်ပြစ်လို့ရတယ်စင်ကာပူကအဲ့လိုရှုပ်ထားတာအဲ့လိုရှုပ်ထားတဲ့နိုင်ငံကြီးမှာ UG ရဲ့စာအုပ်ကြီး
ပေးမယ်နော်ဘလောက်ပတ်စံလည်းအများကြီးပေးရပြီ UNG passport စာအုပ်ပေးမယ် UNG passport စာအုပ်ဆိုလို့အဟုတ်မှတ်တာမေကျော်စွန်းညွန့်တော်မလေးရှားသွားလိုက်ပြီဆိုလို့အဟုတ်မှတ်တာနင်တို့လူကြီးငါအဲ့မှာကလေးကနင်တို့အကြောင်းကောင်းကောင်းသိတယ်လူကြီး၄ယောက်၄မျိုးပြောတယ်နင်တို့၄ယောက်၄မျိုး UNG ရဲ့ဝင်ကြီးတွေရဲ့အတက်နားထောင်ရင်ငါဒီနေ့ဒီလိုလောက်လိုက်လွှဲရမှာမဟုတ်ဘူးမင်းအောင်လည်းတက်လို့ငါတည်ပြီမြန်မာပြည်ပြန်ပို့လိုက်လို့မင်းအောင်လည်းတက်လို့ငါတည်ပြီဒီနေရာမှာတော့ငါထိန်စကားပြောရတော့မှာမဟုတ်နင်တို့ UNG ရဲ့စောက်တလွဲလောက်ပုံနဲ့အရှင်းရှင်းဝင်ကြီးအရှင်းရှင်းတော့မှာညီညီနိုင်နိုင်တင်ပင်ပြီးတော့မှနိုင်ငံခြားရေးဝင်ကြီးအဖွဲ့က the group နော်ဟုတ်လားစစ်ရေးဝင်ကြီးက the group နော်အကောင့်တင်က the group အလူခံတဲ့အဖွဲ့က the group ဆိုတာနင်တို့မှမရှိဘူးအကလုံးရောကြော်ရောကောနော်ကောပတ်စံတွေကတောင်းစင်းမြောက်စင်းပကြောင်းပလဲနဲ့ဘလူးပလဲနဲ့ပါဇက်ကနေစကားလူကြီး၃ယောက်စကားပြောရင်အဲ့၃ယောက်၃မျိုးထွက်တယ်ဒါငါတို့သားမီးရဲ့ passport ကိစ္စတော့နင်တို့ပါဇက်က၃မျိုးထွက်တာငါမပြောဘူးမပြောအဲ့ဒါတက်တွေရှိရနော်နင်တို့ဒီနေ့ဒီချက်ဒီနေ့သားရဲ့အာရင်းကသူ့ကလေးတွေ passport နဲ့ပါလေUNG နဲ့လဲတဲ့ငါဒီနေ့အဲ့ screenshot တွေတင်ဖို့ဆုံးဖြတ်လိုက်ပြီးသေးတာဘာဖြစ်လို့လဲဆိုဒီနေ့ like ရင်လာပြောတာ screenshot တွေတပ်ပုံရိပ်ပြီးငါအကုန်တင်မယ်ငါ page ကနေဘာလို့လဲဆိုနင်တို့ကဒီလောက်ထိတောင်မှအောက်တန်းကျရက်ဆက်စုပ်ပြတ်တတ်နေတဲ့နင်တို့ရဲ့စိတ်ဓာတ်တွေနဲ့ဒီတော်လာရေးကြီးမှနင်တို့အဆင်မပြေဘူးနင်တို့အဆင်မပြေဘူးနင်တို့မှအားလာလေငါမှလေဆရာဒီငါတို့ဝင်ကြီးကဒီလိုပြောတယ်ဟိုဝင်ကြီးကဒီမှာ screenshot တွေတော်ပြပြီးတော့မှငါဝင်ကြီးကိုပြောလို့ပဲပေါ့နော်ငါတို့ရဲ့စင်ကာပူဝင်ကြီးကအမလီနင်တည်သွားမယ်စင်ကာပူနိုင်ငံကရိုးရိုးတတအတနာခံနင်ဘာမှမသိဘူးဒီကလေးနှစ်ယောက်နဲ့ငါဒုက္ခရောက်နေတယ်ညီ case ကလည်းဒီလောက်ကြီးကြက်ဖနက်ဆိုလာအထိတောင်မှလာပြီးနင့်စိန်အထိတောင်တောင်းကျမ်းထားတဲ့ဟာတွေရောတက်တွေရောစင်ကာပူဆိုရက human rights ဆိုတဲ့လူတွေနဲ့ရှိတ်ပြီးနင့်ကိုကူပေးလိုက်မယ် government လက်ထဲကိုထဲစင်ကာပူရဲ့တာတောင်မှ UNG ရဲ့ဝင်ကြီးတွေအကုန်လုံး3 4 5ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကာပူရဲ့နော်ဒီ Queenstown ဆိုတဲ့ MP ရဲ့တခုတည်းရဲ့ဆုံးဖြတ်ချက် Queenstown MP ရဲ့ဆုံးဖြတ်ချက်မှန်သွားလို့ဒီနေ့ဒီချိန်ဒီလိုထိန်ပြီးနင်တို့စကားပြောနိုင်တာအခုမင်းအောင်လိုင်က passport ကိစ္စကို script လုပ်ပြီးမြန်မာအဝေးရောက်မြန်မာတွေကိုနောက်ထပ်မြန်မာပြည်ထဲကလူတွေကိုတတ်လို့သူအဝတ်တက်လို့အားရသွားပြီပြည်ပမှာရှိနေတဲ့လူတွေကိုတတ်ဖို့သူကွက်တိသူလှုပ်လာပြီနောက်တလန်းမီးအောင်လိုက်နောက်တလန်းလန်းလာပြီဗမာလဲငါတို့ဘာလုပ်နိုင်လဲငါတို့ဖက်ကဝင်ကြီးဘာလုပ်နိုင်လဲလီပဲပြစ်တာလီပေါ်မှာပဲအမှန်ကန်လုပ်တဲ့လူမရှိဘူးအကြက်အဖန်ကြီးပဲအမှန်ကန်မလုပ်ဘူးအခုမီးအောင်လိုက် passport လို့တက်တန်တိုးတဲ့လူတွေဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုမျိုးအကုန် script လုပ်လာပြီတဖြည်းဖြည်းနဲ့လုပ်လာပြီတဖြည်းဖြည်းချင်းနဲ့မီးအောင်လိုက်ကိုပုတ်ထားတဲ့လူတွေကိုဆွဲစီးတော့မယ်ဆွဲစားတော့မယ်မတတ်နိုင်ဘူးလေစင်ကာပူမှာနေဒီ passport စာအုပ်မရှိရင်တော်ရုံတက်ရုံဝက်ပါမစ်တွေတော်ရုံတက်ရုံနာမည်မကြီးတဲ့လူတွေအကုန်လုံးခွေးဖြစ်နွားဖြစ်ကုန်တာပဲအဖတ်တင်မယ်အမှလည်း UNG ရဲ့ protect လုပ်တဲ့တာဝန်ယူမှုတာဝန်ခံမှုနောက်ဆုံးစင်ကာပူအစိုးရပြောတဲ့သူ့ရဲ့ passport စာအုပ်အဟောင်းမှာပဲနင်တို့ရဲ့ UNG ကနေမှ3-5နှစ်တက်တန်တိုးပေးလိုက်ရင်ပြီးပြီဒါမှမဟုတ်လေသူစီတစင်ပြန်ရဖို့အတွက်ဒီတရားရုံးမှာကြမ်းကြိမ်နေချိန်ကြလို့ရှိရင်ဒီရဲ့ declaration အတွက်ကို UNG ကလက်မှတ်ထိုးပေးလိုက်ရင်လည်းရပြီနဝေးရှိတယ်အစားအဲ့နဝေးကိုသူတို့လှုပ်ပေးတယ်မလှုပ်ပေးဘူး UNG ဘက်ကတာဝန်ယူမှုတာဝန်ခံမှုနင်တို့လို့မပြောနဲ့ငါတောင်မှတာဝန်ယူမှုတာဝန်ခံမှုမလုပ်ဘူးငါတလောက်ပေးနေတဲ့လူတလောက်လူနေတဲ့လူ UNG အတွက်ဒီလိုအဆင်ပြေအောင်လုပ်တဲ့လူတော်မှငါ့ကိုတာဝန်ယူမှုတာဝန်ခံမှုမလုပ်ပေးဘူးမလုပ်ပေးဘူးနောက်ဆုံးစင်ကာပူရဲ့ဒီ Queenstown MP ဆိုတဲ့နော် Mr. Chuan ကူညီသွားတာသူကပဲဒီလန်တိုင်းသွားဒီစင်ကာပူကအမှန်တိုင်းပြောရင်သူတို့မှနီလန်ရှိတယ်နော်အမှန်တိုင်းပဲပြောဒီတိုင်းဖြစ်နေပြီပြန်လို့လည်းမရဘူးမြန်မာပြည်ကလည်းပြန်ဖို့ငါ့ကိုတချိန်တောင်းနေပြီမရဝင်လည်းတချိန်တောင်းနေပြီဒီလန်ရှိရအရင်တော့ကတော့ဒီစာအုပ်ဟောင်းတဲ့ဘယ်နိုင်ငံတွေတွားဖူးတယ်အရင်တော့ကအိစာအုပ်နဲ့ဩစတြေးလျတွားဖူးတယ်နယူးဇီလန်တွားဖူးတယ်ဒါဆိုဩစတြေးလျနဲ့နယူးဇီလန်တွားဖူးတဲ့နိုင်ငံတွေစီကိုတောင်းလို့ဆိုအဲ့နိုင်ငံတွေစီသူတို့တောင်းပြီးတော့မှသူတို့special pass နဲ့ပဲသူတို့လွတ်လာပြီလားစာရက်တရက်နဲ့ပဲလွတ်လာလားသူတို့ပြော passport မြန်မာ passport စာအုပ်ရှိမှနိုင်ငံကူလို့ရတယ်ဆိုအဲ့မြဝတီဒုက္ခတဲ့စခန်းတွေကလူတွေဒီနိုင်ငံမှာဘယ် passport စာအုပ်နဲ့လာတာလဲနင်တို့လိုမျိုးလက်ထုံးကြီးနဲ့အုံနောက်မရှိရဲ့လက်ထုံးကြီးငါ့ကိုလာပြောနေတယ်နင်တို့ကအိုးထိုင်းနိုင်ငံမဲဆောက်နယ်ဆက်ကနေပြီးတော့မှအော်စီယိုနင်တို့ဘယ်စာအုပ်နဲ့လာတာလဲဟမ်ငါနောက်လူတွေမပြောရှုံတော့မလေးရှားတော့မှစာအုပ်တုတွေနဲ့မန်တပတ်တွေရိတ်ပြီးတော့မှဒီကိုလာတဲ့လူတွေငါစကားတစ်လုံးမှမပြောရှင်းသေးဘူးနင်တို့ငါ့ကိုလာထိရင်ငါစဖော်လိုက်ရင်နာမှာမြန်မာလူမျိုးပဲနာမှာနော်တအုပ်တအက်ကြီးနာမှာUNG ကလူတွေပဲအများဆုံးနာတော့မသိလားနင်တို့စာအုပ်အတုတွေနင်တို့စာအုပ်အတုဆိုတာကငါထပြောလို့တော့ဖြင်းအောင်ဟိုဘက်ဒီဘက်ဖြင်းဆုတ်သွားပြီကွဲသွားပြီမတ်
နော်နင်တို့ဖီတော့ဆယ်ခါပြန်ဆုတ်သွားပြီဆိုတော့မိုင်ရီမပြောရှင်ဘူးနော်နင်တို့နိုင်အောင်တိုက်တဲ့အခြေအနေထိရောက်နေပြီဆိုရင်အေးစစ်စစ်တော့တိတ်ငါတို့ဒီတော်လည်းကိုဝင်တိတ်ပေးနိုင်လားလို့ပြောတာမတိတ်ပေးနိုင်တာမဟုတ်ဘူးနင်တို့နဲ့ညှိနေတွားလို့မရဘူးဘာလို့နင်တို့ကနောက်ကျော်ဓာပြန်ထိုးတယ်နင်တို့တဲ့နည်းနည်းလေးနဖူလီတက်ပေါက်လို့မရဘူးနင်တို့တဲ့နည်းနည်းလေးရှော့သွားရင်နင်တို့အနောက်ကနေနောက်ကျော်ပြဓာပြန်ထိုးတယ်ဘုံငကားကတက်တည်ပဲနင်တို့တရုတ်တကောကြီးရဲ့စနက်ကနေတို့တရားမှမလွတ်ကင်းဘူးကြတော့ငါတို့ကအလကားနေအချောင်ငါတို့မပေးနိုင်ဘူးနင်တို့ကလောက်တိုင်းလည်းအဆင်ပြေတာမဟုတ်ဘူးနင်တို့ရဲ့မုံငင်းရှင်ကျွေးနေတယ်အရှင်ဖတ်ဆောင်ကျွေးနေတဲ့ထဲမှာငါတို့မပါရှင်ဘူးငါတို့ပြည်သူဒီဟာရှင်ဖတ်ကြည့်ပါဆိုတော့ငါတို့ပြောမဲ့တာဝန်ငါတို့တာဝန်ငါတို့ဒီတော်လိုက်ရေးမှနင်တို့ပြောနေတာဂျင်းဆိုငါဂျင်းလို့ပြောရမှာပဲရှင်ဖတ်ဖြစ်သွားပြီဆိုရှင်ဖတ်ဖြစ်သွားပြီငါပြောရမဲ့တာဝန်ဘာလို့ဆိုမြန်မာပြည်မှာရှိရမြန်မာနိုင်ငံသားကြီးမပြောရတဲ့စကားလုံးပြောပြရမဲ့တာဝန်ငါတာဝန်ပဲငါတာဝန်ပဲငါမအားဘူးငါမအားတဲ့ကြားတဲ့အတန်ဖိုင်နေနားထောင်လိုက်ပြီးအမေကြီးနဲ့စကားပြောပေးခွင့်ပေးပါတမီးရဲ့နော်တမီးလေးအားတဲ့အချိန်ကျရင်စကားပြောခွင့်ပေးပါနော်ဆိုတာမျိုးတွေနဲ့လာတဲ့ဟာမျိုးတွေကြတော့ငါတို့ကနားထောင်ပေးရတယ်ငါတို့လည်းနှလုံးသားမမဲ့ဘူးငါတို့လည်းနှလုံးသားမမဲ့ဘူးငါတို့လူမျိုးတွေအဲ့လောက်ကြီးငိုနေတာအဲ့လောက်ကြီးဖြစ်နေတာတော့မှနင်တို့မရက်ဘူးဆိုတော့ငါတို့တက်ပို့ရမှာပဲအေးကပို့လို့ဆိုပြီးတော့မှငါ့ကိုဒါပြီးနင်တို့ဟာလာပြတော့လေမပြနဲ့ငါအိုးငါမယောက်ျားရှိရဲ့နော်တွေ့ကြရလူနဲ့လည်းမပေးစားနဲ့ဟိုနဂါးဆိုတာဟိုမြန်မာပြည်မှာငါဒီမှာမိန်ပေါင်းအများကြီးဝေးတဲ့နေရာမှာရောက်တယ်ရှင်းလားဆိုတော့ပောက်ကရ8000နဲ့ပတိပဒါနဲ့နင်တို့ပြောနေတဲ့အရာတွေတခုမှမမှန်ဘူးအဲ့ဒီကြတော့ကိုငိမ့်နေပါဆိုတော့ဒီနေ့အရင်နံပါတ်1ဆရာဇဝေဆိုးတင်မယ်နံပါတ်2ဥယျာဉ်မွန်အတန်ထွက်လာရင်ဥယျာဉ်မွန်ရဲ့ screenshot တွေတင်မယ်နံပါတ်3ဘဒုအတန်ဝင်ကြီးတွေဘဒုအတန်ထွက်လဲထွက်ကျမကိုပတိပဒါအတန်ထွက်ရင်ထွက်တဲ့လူတွေကိုကျမတင်ပါပဲ screenshot တွေတင်ကျမ live လွှင့်ချိန်မရှိဘူးကျမအကောင့်တွေလည်းခဏကြားတယ်ကျမ screenshot တင်မယ်ကျမတင်လိုက်ရင်လည်း YouTube မှာလည်းကျမ screenshot တင်ချလိုက်တာနဲ့ရှင်တို့ရဲ့ screenshot ရှင်တို့လူကြီးဖြစ်ပြီးအခုဒီလိုတမျိုးပြောတယ်ခဏနေဒီလိုတမျိုး passport စာအုပ်လာဖော်ရင်ကျမ passport စာအုပ်အကြောင်းဖော်ကျမတင်ပါပဲရှင်တို့ဝင်ကြီးတွေကျမကိုပြောခဲ့တာဆရာလင်းတန်းကဘယ်လိုပုံစံပြောခဲ့တယ်ရွှေမိုးကဘယ်လိုပုံစံပြောခဲ့တယ်နော်နင်တို့ထိုင်းနိုင်ငံက passport စာအုပ်အတူယူငါ့ကိုပေးဖို့ကြံတယ်စင်ကာပူနိုင်ငံကအတူလုပ်လို့မရဘူးနင်တို့ကိုယ်တိုင်ပါဇက်ကြီးကနေနင်တို့ပါဇက်ကြီးကနေလူတိုင်းကဒီစာအုပ်တုနဲ့ပဲနိုင်ငံတကာတွားနေတာဆိုနင်တို့ပါဇက်ကြီးနဲ့ပြောထားတဲ့ဟာနင်တို့အတန်ဖိုင်နေနင်တို့ screenshot တွေအကုန်လုံးတပုံကြီးငါတို့လိုချင်တဲ့အစိုးရကမင်းအောင်နိုင်တဲ့တူ level မပြေးနိုင်တာတော့မှတအားကြီးမလျော့တဲ့အစိုးရတရက်ထင်လို့နင်တို့အယူကြီးငါတို့အစိုးရလို့တတ်မှတ်တာဘေးနဲ့နင်တို့က passport စာအုပ်အတူနင်တို့မှလာငါလည်းပတ်စံပေးပြီးဝယ်လို့ရတဲ့ passport စာအုပ်ကြီးကိုလာပြီးဆရာကြီးအထာနဲ့စောက်တက်ကြီးနဲ့လာပေးတာတေသွားရင်နင်တို့က sorry တ comment လုပ်ပြီးမှနင်တို့တာဝန်ယူမှုတာဝန်ခံမှုလုပ်မှာမဟုတ်မေကျော်စွန်ညွတ်လေရင်ကိုရနေလဲပြန်သွားတာနင်တို့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးငါတို့တာငါကလေးနှစ်ယောက်နဲ့ငါနဲ့အဲ့လိုဒုက္ခတွေအရောက်မခံနိုင်ဘူးပြီးတော့မှငါတို့လည်းရသွားနင်တို့ကဗာလေဒလန်မနင်တို့လည်းမလောက်ပေးနိုင်ဘူးငါရသွားပြီငါလေးအောက်မြင်ရောဒလန်မတရှုံမမင်းအောင်လိုက်ဘူးသူကလေး passport ရဖို့အတွက်အသက်30နဲ့လဲတဲ့အသက်40နဲ့လဲတဲ့ပတိပဒါနဲ့နင်တို့အနောက်ကနေနင်တို့ UG တွေအနောက်ကနေမီဒီယာမှာတော့အဲ့စကားပြောလေးဆိုလေနင်တို့ UG ကစက်ပတ်နဲ့ပေါ်တာနဲတော့နေသေးတယ်နော်နင်တို့ UG ထောက်ခံတဲ့ပွဲမှာတကားပိတ်ပွဲမှာနင်တို့ပြောတဲ့စကားလုံးကဟုတ်တယ်ကျွန်တော်တို့တုံတက်တာတော့မရင်းကကလေးသူ့အသားလေးနှစ်ယောက်အတွက်အစင်မပြေလို့မရလှုပ်သွားတယ်လို့ပဲတုံတက်ပါတယ်ပါညာဒါဝင်ကြီးတယောက်ပြောမဲ့စကားလားမတေချာပဲနဲ့တုံတက်ယုံနဲ့သူများဘဝတည်သွားနိုင်တယ်နားမလဲဘူးလားနင်တို့အဲ့အတန်ကိုငါကြားလိုက်တာအခုမှနားနဲ့ဆက်ကြားလို့အဲ့ရဲ့ screenshot ကိုပြန်တင်ပါနော်ပြန်တင်ပါနင်တို့ငါ့ကိုဘလို့ passport စာအုပ်အတူကိုဘလောက်နဲ့တောင်မှနင်တို့ရောင်းနေဆိုတဲ့ဟာကိုငါဒီအစိုးရကိုလည်းတိတ်မှာပဲပေးမှာပဲနင်တို့ငါ့ကိုပေးထားတဲ့ screenshot တွေနဲ့တိတ်မှာပဲနောက်စင်ကာပူအစိုးရတော့ငါပြပြီးသွားပြီစင်ကာပူအစိုးရအစောကြီးကလည်းနင်တို့ပြပြီးသွားပြီစင်ကာပူအစိုးရကိုပြလိုက်တယ်သူတို့ကငါ့ကိုစာအုပ်ဒီလိုမဟုတ်မှတ်ကြီးနဲ့ပေးမယ်အဲ့ဒါငါလွတ်နိုင်လားမလွတ်နိုင်ဘူးလားသူတို့တော့ပြောတယ်ငါဒုက္ခရောက်သွားနိုင်လားဘာလားစင်ကာပူက no အားလုံးက digital နဲ့သွားတာအားလုံးနင်အခွက်ကြီးကို screenshot ကြီးနဲ့ပေးတာနင် permanent resident မှာပြုတ်သွားမယ်တဲ့ဘာကမြန်မာပြည်ပြန်ရောက်ပြီးနင်မရောက်နိုင်တတ်တာခံရလိုက်မယ်နော်မင်းအောင်လိုက်တာတက်တာခံသွားရမယ်သူတို့လောက်တာနဲ့မင်းအောင်လိုက်အမလေးအကောင်လုံးမင်းအောင်လိုက်တော့လေဒီလိုလွတ်မယ်မထင်ဘူးဘောမရက်ကွက်ဘောငုံရက်ကွက်အဲ့နို့ကြီးမားလို့ဆိုလဲဒေါ်အရင်ဒီလိုလွတ်မယ်မထင်ဘူးတော်မင်းအောင်လိုက်လက်ထဲကိုပြန်ရောက်မှာအခုတို့ဒီပါလဲဟိုတမီဆိုးလိုမျိုးပြန်ရောက်မှာဒီကောင်မကိုအပိမ့်
ပိမ့်မယ်ဆိုပြီးတော့မှတေချာကိုငါ့ကိုတေချာကိုစနစ်တကျတက်ဖို့ကိုတေချာပြင်ထားပြီးတဲ့နင်တို့ကြားထဲကလွတ်လာလို့နှစ်ဖက်လုံးကနာနေတာ။မင်းအောင်လိုက်ဖက်ကပဲနာမလားဆိုမင်းအောင်လိုက်ရဲ့တပည့်မှာပန်းဆယ်လို့ထိတ်ဆုံးနာတာ။ထိတ်ဆုံးနာတာ။ဘာဖြစ်လို့လဲဆိုအယိုးချင်းဆုံးအလုတ်လုတ်တဲ့လူကအယိုးချင်းဆုံးမဲ့သွားမှာပဲဆရာကိုကွယ်မာသွားတာမဟုတ်အယူမမာသွားဘူးငါ MPO ပဲတော့ရှင်းပြတယ်ငါကလေးနှစ်ယောက်နဲ့ငါဘယ်လိုလုပ်မလဲငါလည်းစိတ်ညစ်ပြီးငါဒီလိုမျိုးကလေးတွေလည်းကြောင်းကဒီကြောင်းကလည်း renew တိုးဖို့လိုပြီးဒီဘက်က special ဘက်ကလည်းဒီလိုဒီနောက်ထပ်ဒီလို special ဘက်နဲ့ကလေးတွေလူပြိုဖြစ်တဲ့အထိနေမှာမဟုတ်မင်းအောင်လည်းရတယ်ဒီပုံစံဆိုဘယ်လိုပုံစံသွားမလဲမသိဘူးနောက်ဆုံးလူကြီးပဲတနာပြီးတော့မှသူစီစဉ်ပေးလိုက်လို့ဒီနိုင်ငံမှာနင်တို့နိုင်ငံရဲ့ passport စာအုပ်မလိုဘူးရှိကုန်လိုက်လို့ရတော့အခုဆိုအခုငါကင်ထားတာ Aussie passport ငါ Aussie passport ကင်ထားတယ်ဘာပြောရှင်းလဲငါ Aussie ရောက်လာပြီးဆိုတဲ့ခါကျမှနင်တို့အကုန်လုံးငါကိုအခါကျမှဟာဒီကောင်မဘလို့လွတ်သွားတယ်လေဒီကောင်မတလန်ဆိုထပ်ပြီးတလန်လို့ပြောရင်နင်တို့လူတွေရဲ့အပေါက်ကိုနင်တို့ပိတ်မလားနင်တို့ရဲ့စာအုပ်အတူထုတ်ပေးပါမယ်ဆိုတဲ့ဝင်ကြီးတွေရဲ့ screenshot ကို Facebook ပေါ်ပြက်စအောင်တင်ရမလားနိုင်ငံတကာမှာနင်တို့ဝင်ကြီးတွေပါရောက်နေတာနော်ဝင်ကြီးတွေပါအကုန်တန်းစီထိမဲ့ကိစ္စတာကြီးငါဒီလောက်ပြောတာတော့မှမငြိမ်ငါအကုန်တင်ပြီးတော့မှဒီဝင်ကြီးတွေပါတန်းစီထိအောင်လုပ်ပြဖို့ပဲရှိရဒီခါကျမှငါ့ကိုတမိန်ပေးတရက်ခံမလို့နဲ့အယူကြီးကနင်တို့ပြုတ်တာငါကြောင့်ပြုတ်တယ်ဆိုတာဖြစ်အောင်ပဲညို့ကနင်တို့ပြုတ်တာညင်တို့ကနင်တို့စောက်တရေမမှန်လို့ပြုတ်တဲ့ကိစ္စစောက်တရေမမှန်လို့မြောင်းပေးရောက်မှာတရေမမှန်လို့မြောင်းပေးရောက်တာတော့မှဒေါ်အရင်းကြောက်ဆိုပြီးတော့မှငါကပ္ပတမိန်မအရေးခံရအောင်မယ်မြမတမိန်မငါအရေးခံရအောင်မယ်နော်ငါခံလဲခံရတဲ့ခံဖက်ကြီးပဲမြမတမိန်မလည်းနင်တို့ကနင်တို့ရှော်ပါစေတော့လို့ငါမပြောတာနော်ငါ passport ကိစ္စလာပြောနေရင်တော့ငါတစ်ချက်မှတီးခံမှာမဟုတ်ဘူးနင်တို့ UNG ရဲ့စာအုပ်အတူပေးဖို့ကိစ္စငါ့ကိုဘလို့ဆက်တွယ်တယ်ဦးလင်းတန်ကဆရာလင်းတန်ကဘလို့ဆက်တွယ်တယ်ဘသူကဘလို့ဆက်တွယ်ခီရွှေမိုးကဘလို့ပြောတယ်ငါအကုန်ပြောမှာဒါလေးစိန်လိုက်လေဒါကြရင်နင်တို့ခေါင်းကြီးပိတ်မှနင်တို့ရှင်းလေရှင်းရဲလားနင်တို့ကာစီလုပ်ပေးတဲ့လူနဲ့မတန်ဘူးတန်ဖို့မထားဘူးနင်တို့အကောင်လုံးပွင့်လင်းဖော်ချလိုက်ပြီးတော့မှဒီကောင်တွေရဲ့အားနဲ့ချက်ကဒါပါဆိုပြီးထားစော်ပလိုက်ပြီးမှနင်တို့ကြီးရွယ်ငါ့ကိုနောက်ကြောတာထိုးနေငါလည်းနင်တို့နောက်ကြောတာတစ်ခါလောက်လုပ်လိုက်ရမလားနင်တို့နောက်ကြောတာငါတစ်ခါလောက်လုပ်လိုက်ရင်ကိန်ပြီနော်နင်တို့ UNG အခုဟိုမှာထပ်လာမဲ့တတုတ်နော်အော်စီကိုထပ်လာမဲ့တတုတ်ဒုက္ခတဲ့တွေနဲ့ရောပြီးတော့မှနောက်တအုပ်တက်လာမဲ့တအုပ်အဲ့တအုပ်ထဲမှာဘသူစာရွက်အတူလောက်ထားတယ်ဘသူကဘာလောက်ထားတယ်ဘသူတွေကဘာလောက်ထားတယ်ဘသူတွေကအပတ်ရောက်ကတ်ကိန်ထားပြီးမကိန်ထားဘူးအကောင်ကမသိဘူးများထင်နေလို့လားအကောင်လုံးကစောက်မြင်ကတ်ပုံမှန်နဲ့စောက်ကြည့်ရုပ်တစ်ချက်ရောက်လိုက်ရင်တို့တန်းစီမလာရအောင်နားလေလားငါတစ်ချက်ရောက်ရင်တို့တစ်ချက်တယောက်မှတန်းစီမလာရအောင်စင်ကာပူဆိုရတည်တယ်ဒါကြောင့်မို့အခုစင်ကာပူဆိုရနေတို့ပါလားမပါဘူးဘလောက်တော့မှကလင်ကချစ်တွေဒုက္ခရောက်နေတယ်တချို့ကစင်ကာပူဆိုရတချို့ web permit တွေ expert တွေကိုတို့မျက်လုံးမိတ်ပေးလိုက်တယ်ဘာလို့ဆိုအားဒုက္ခရောက်နေတယ်ပြန်ရင်လည်းမင်းအောင်လိုက်တတ်မယ်ဆိုမျက်လုံးမိတ်ပေးထားတာတွေရှိရဲ့UNG ကဲထားတာမဟုတ်ဘူးစင်ကာပူမှာနေတို့ကိန်နေတဲ့စာအုပ်ပါဆိုတာစင်ကာပူဆိုရမတိဘူးမထင်နဲ့တိနဲ့ရှော်ပေးထားတာတွေရှိရဲ့တိနဲ့ရှော်ပေးထားတာတွေအများကြီး